Hello ငါမကြိုက်ဘူးဆိုရဲတွေ့တော့မှပဲလုံးဝကြိုက်သွားခြင်းပဲငါဟင်းချက်နေလေးကိုလာပြီးတော့မျှပေးမယ်နော်လှုပ်ချက်နော်ဒီမှာပြောအောင်အရင်ဆုံးဆိုလို့စီကိုတည်မယ်ချစ်တဲ့ဖြူချစ်တဲ့နေချင်းထောင်းတာလေးကိုထည့်ပြီးရောစီတက်ပေးလိုက်မယ်အထဲမှာအယောင်တင်တဲ့စနုံးမှာတစ်ခါရဲစီတက်ပေးလိုက်မယ်ပေါ့နော်ချစ်တဲ့လေးနုံးလာပြီဆိုတာနဲ့ဆိုခရမ်းချင်းသီးလေး၃လုံးလောက်လိတ်ထားလေးကိုတစ်ခါရဲထည့်မယ်ငပိထည့်မယ်ပေါ့နော်ဒါလေးကိုရောသမားမွေသွားအောင်နေမယ်အခြေမယ်ပေါ့နော်ခြေသွားပြီဆိုတာနဲ့ဆိုခဝဲသီးထည့်မယ်ခဝဲသီးလိုပါနည်းနည်းနုံးသွားအောင်လုပ်ထားလိုက်မယ်ပေါ့နော်ခဝဲသီးလေးတွေနုံးလာတဲ့အခြေပြုပြီဆိုလို့ရှိရင်တော့ဆိုတော့ငါးကိုထည့်ပေးလိုက်မယ်ပေါ့နော်ငါ့ကိုလည်းအနံလေးနည်းနည်းမွေးလာအောင်လို့ညနေပြောင်းအောင်လို့ပေါ့နော်နည်းနည်းလေးတည်ထားပေးမယ်တည်ထားပြီးဆိုတော့အရသာထည့်မယ်ပေါ့နော်ငါ့ကိုရသာထည့်မယ်နောက်ပြီးလို့ရှိရင်ရေထည့်မယ်ပေါ့နော်ရေရအနေတော့ပဲထည့်ပါမယ်ဆိုရေဘောလေးလည်းမချိုက်ပါဘူးလုံးဝအုတ်ကကြီးလည်းမဟုတ်ပါဘူးနော်အရေးပြလေးနဲ့စားမှာပါငါအနှွေးဆွဲတိုင်းပဲငါအနှွေးလိုက်လို့ရှိဆိုလို့ရှိရင်နောက်ပတ်ဆိုတော့ပတ်ဆိုလို့ရှိရင်ဆိုတော့ပင်စိမ်းနည်းဖြစ်ဖြစ်နည်းနည်းပင်နည်းဖြစ်အုပ်ပြီးစားလို့ရဖြစ်ပါတယ်ချစ်စပမိုင်ခန့်ကြည့်ပါနော်